အဝတ်တောင်းမှာပွတ်တယ်နော်ဟုတ်တယ်လူရစမကြဝတ်တယ်သူနဲ့လိုက်ဖက်အောင်ဝတ်တယ်လို့ဆိုလို့ရသဘောတကျအရင်ကြည့်အလားအဝတ်စားအရေးကြီးတဲ့ထင်ပါတယ်နော်ဒါပေမဲ့ကိုတိုင်းလည်းပေါ့နော်အဝတ်စားကိုစမကြတာကြိုက်တယ်စမကြဝေးရကြိုက်တယ်ဒါပေမဲ့ကိုအချင်းနဲ့အချင်းခါရဲနောက်ပြီးကိုရဲ့ခန္ဓာကိုရရဲ့ပေါ့စမကြမဟုတ်တဲ့ထင်မှာပါတယ်အဲ့လိုဘောပွားကြီးတွေနဲ့အေးတာကြီးပေါ့နော်အစံနဲ့ချိန်ရတယ်အမီကိုအနေထားနဲ့နော်ကိုရဲ့ခန္ဓာကိုရဲ့လက်ခံနိုင်လို့စမကြတဲ့ချိန်မှာမပါဒါပေမဲ့စမကြဝတ်တဲ့လူတွေကကိုလုံးအတွက်အထောက်အကူဖြစ်တယ်စမကြဝတ်ထားတဲ့လူတွေယူနီဖောင်းလေးတွေဝတ်ထားတဲ့လူကိုကြည့်လို့ကောင်းတယ်ဒါပေမဲ့နောက်ဆုံးမှရွေးတာတော့အရေးအချင်းပို့ပြီးရွေးကြပါတော့နော်ဒါပေမဲ့အဲ့လိုစာပထမအမြင်ဒီလိုအစမကြဝတ်တဲ့ဆိုတာအရင်ဆုံးမြင်ရတယ်ဟိုစားရေးကြည့်တဲ့အခန်းကဏ္ဍမှာစမကြဝတ်တာတော့ကောင်းဆုံးပဲပေါ့နော်စကားပုံအောင်ရှိရတယ်လူမအဝတ်တောင်းမှာအကွက်လူမအဝတ်တောင်းမှာအကွက်ဟိုစားကလူတယောက်ကိုပြောင်းလဲစေကြည်ကောင်းစေဒါကြောင့်အလုပ်ရှောက်သွားတဲ့အခါမှာဒီလူရဲ့အဝတ်ပုံစံကိုကြည့်ပြီးတော့ဒီလူကစီစနစ်ရှိတယ်အဲ့လိုမျိုးပေါ့နော်ပထမဆုံးအမြင်နဲ့ဆုံးဖြတ်တဲ့အရာတွေပေါ့နော်တော်များများလည်းအဲ့လိုမျိုးပြောချင်အဲ့လိုဆရာကြီးဆိုပြောတယ်လေရေးလာတဲ့လူကရုပ်လာတဲ့တော်များများလေရေးလာတဲ့လူကရုပ်ကကြည့်ကုန်တယ်ပေါ့နော်အဲ့လိုအဝတ်စားတဲ့ရဲ့ဝတ်တဲ့လူကလည်းအလုပ်ကိုလည်းစနစ်တကျလုပ်တဲ့အဲ့လိုမျိုးယူဆကြတယ်ပေါ့နော်အဲ့ဒါမျိုးအဝတ်စားကိုနဲ့လိုက်ဖက်ပြီးနင်းနေကြည့်ကောင်းတဲ့ဟာကိုလူဝကြပါကိုတိုင်းနဲ့ဝန်နိုင်ကြလာပါမယ်ဟိုအဲ့လိုမျိုးဟိုစားလို့ကပောက်ချဝတ်တဲ့ထဲမှာပါတယ်အဲ့လိုမျိုးသူများဆိုအယောင်ဆက်အတွဲတွေကစားလိုက်ဖက်တာတွေဝကြဟိုအမုံ opposite အေးကြီးဘာမှမဆက်အရေးဝတ်တယ်ရနော်အဲ့မကောင်းဘူးပေါ့နော်အမြင်မတင်တဲ့အမြင်တင်တဲ့ဝတ်စားလေးရိုးဝကြပါကိုယ်လည်းဝန်နိုင်ကြိုးစားမယ်နာမည်ကြိုက်တာအဲ့လိုကိုခန္ဓာကိုမှတတလာရှိပြီးသဘောကျတဲ့ဥစ္စာရှောက်ဝဲကြိုက်တယ်ဒါပေမဲ့စမကြမှာလှပါမှာပါဘိုင်ဘိုင်